ကျွန်တော်အခမ်းအနားပြင်စတော့ဟုတ်ခဏလေးမြည်ပြီးနော် ကြားနဲ့ပလာတော့ကြည့်ပါလား ကျွန်တော်မကြွတော့ ဆက်ပြတတောင်းစီနော် ဟောပေးမှာပါပေးမှာအစီအမံတက်တဲ့နားလေးခဏကြွရောက်လာကြတော့အမှုဆောင်လူကြီးများနဲ့အဖွဲ့သူအဖွဲ့သားများခင်ဗျာဒီနေ့ကျင်းပမယ်အစည်းအဝေးကတော့တခိုင်လုံးရွှေအဖွဲ့ကြီး မင်းကိုရပါသေးလားငါ့ကို ခွဲ ကိုရပါသေး ဆိုင်မှာလာတယ် မင်းတခါတည်းဝယ်လာခဲ့ဟိုကွာ မမသေးတယ်လား ဒီမှာပမာသေး ဟိုခဏလေးကျွန်တော်ဒီဟာလေးကျွန်တော်ပြီးတော့ ကျွန်တော်ကိုရခဲ့တယ်သူသိတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်နောက်နေ့900မှာစီစဉ်ပေးတာပါနောက်ပြီးကိုကြနော်တခိုင်လုံးရွှေအဖွဲ့ကြီးရဲ့တာရဲနာရဲအစည်းအဝေးကြီးဖြစ်ပါတယ်ဒီအစည်းအဝေးမှာအခမ်းအနားမှုဖြင့်ကျွန်တော်အောင်မန်းမှကိုဒီတဲ့ထောက်ရပါမှာပါ သတွေးတွေစင်တယ်ဗျ အကျင့်ပါနေလို့ပါခွင့်လို့ပါ သတွေးတွေစင်တယ် အဲ့မျိုးခါတိုင်းငါ့တယ်ကိုနေရာနဲ့ဆောက် ဟုတ်ကဲ့ ဘယ်တော့မှလဲဗျ ပန်းစုံနာဆောက်လေကွာငါ စောက်မယ် ဟုတ်လားအဲ့ဒီရ ကျွန်တော်တို့အစည်းအဝေးစနေကြ ဟုတ် ခင်ဗျားတို့အချင်းဆက်လှုပ်ချင်ပန်းစုံတန်းသွားကြ ဟို तू ကမေးတယ်လေကျွန်တော် ဒါအစည်းအဝေးလုပ်နေတာဗျ ဟုတ်မပြောပါဘူး နောက်နေတာမဟုတ်ဘူးဗျ မဟုတ်ပါဘူးမေးမှာသိတယ် ခဏမှတက်လက်လုပ်ပါတက်လက်အချင်း တယ် ကြီး ပြောပါလား तू ကမေးတယ်လို့ ဟောကျွန်တော်ခဏလေးနော် အဲ့ရပါ ကျွန်တော်တို့ဒီအစည်းအဝေးမှာအစည်းအဝေး9ရက်နဲ့ကျင်းပသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ အစည်းအဝေးတစ်အရာအခမ်းအနားစတင်ကြောင်းကြေညာပြီးအစည်းအဝေးနှစ်အရာအခမ်းအနားပြီးဆုံးကြောင်းကြေညာမှာဖြစ်ပါတယ် အာဘာလဲဗျာ အစည်းအဝေးနှစ်မှာဖွင့်ပြီးနှစ်မှာသိရတာအားနေ ကျော်ဖတ်မိသွားလို့ဗျာခွတ်တော့ပါခွတ်တော့ပါ တင်းနေပါတော့ဗျာ နှစ်နဲ့ခုနှစ်များကြော်ဖတ်ရတယ် အခုနံပါတ်1အစည်းအဝေးရအစည်းအဝေးဟောအစည်းအဝေးစတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ ဒါပလာတာလာတော့တောက်ရပဲအစည်းအဝေးတက်တဲ့လူတွေ အစည်းအဝေး အဲ့မင်းပန်းစုံနာတော့ဆောက်တော့ညပြညပန်းစုံနာတော့ဆောက် ခ လား ဏလေးဗျာကျွန်တော်အားလုံးအဆင်ပြေအောင်လုပ်ပေးမယ်အစည်းအဝေးနှစ်ရဥက္ကဋ္ဌကြီးဦးလေးမောင်မအမှားစကားပြောကြပေးပါရန်ပန့်ကြအပ်ပါပြီခင်ဗျာ ဟုတ်ပြီကွာ ပြောကြရမှာတော့တော်တော်များများပါပဲ ဟုတ်ကဲ့ ခဏလေး ဟုတ်စကားတော့ပြောပါလေရေးရရင်တော့ ကြားပလာတာလာမယ်ဆက်ပြတစ်ဖက် မဟုတ်ပေးပါမယ်အားလုံးစီစဉ်ထားပါနော် ကျွန်တော်တို့ရေတော်တော်အရေးကြီးအစည်းအဝေးဖြစ်တဲ့အတွက် ဟုတ်ကဲ့ ကျွန်တော်တူတူနဲ့လွေမဲ့ပြောပါမယ် ဟုတ်ကဲ့ပြောပါ အဲ့ဒီတရားပလာတာကိစ္စမှာ ဘာသာလို့လဲ ကြားပလာတာကျွန်တော်စားတယ်ကြောက်ပြောတာဟုတ်ကဲ့ မှားတော့လို့ ဆိုင်မှုတွေဗျာဘာမှ အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ပြောချင်တာကတော့ ဟုတ်ကဲ့ တူတူနဲ့လွေရင်ပြောရရင်ကျွန်တော်တို့အစည်းအဝေးဟာ1992ခုနှစ်ကစပြီးတော့ဤဒီမဲ့ပြီးဆုံးပါပြီခင်ဗျာ ဟမ်ဘာလို့မပြောရသေးဘဲနဲ့ပြီးဆုံးသွားတာပဲနော် ခင်ဗျာပြီးသွားလဲငါကြီးတက်တာ အစည်းအဝေးတော့အရာအတွင်းရဲမှုမှတနစ်တာဗန္နာရေးရှင်းသားများကိုရှင်းမှာဖြစ်ပါတယ် ခုနကကျွန်တော်ပြောသလိုပေါ့ဗျာ ဟာလည်းမပြောရဘူး ဘာလဲပြောသေးအဲ့အခုမှစရမတ်တရခါကြီးတွေဘယ်နဲ့ဘာအခုနပြောသေးလို့ဘာမှလည်းပြောရသေးဘူး ကျွန်တော်အခုလိုတက်ရောက်ပြီးတော့စကားပြောကြရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ ဟုတ်ကဲ့ရပါတယ် ကျွန်တော်ပြောကြမယ်ကဏ္ဍကတော့ကျွန်တော်တို့အသင်းကြီးရဲ့တစ်နှစ်ပတ်လုံးမှာကျွန်တော်တို့လှုပ်ရှားခဲ့တဲ့လှုပ်ဆောင်ချက်မှာဟုတ်ရခဲ့တဲ့စည်ရင်စရာတွေကိုကျွန်တော်ကပြုစုရပါတယ် အဲ့မင်းပဏ္ဍကြီးလည်းအောက်ချထားပါဘူးလားကွာဒီမှာစ ကျွန် ကား တော်အဲ့ဒီဖဏကိစ္စကိုတိုင်ပင်မှုကျွန်တော်အစည်းအဝေးလုပ်နေတယ်ဗျာ ဟုတ်ကဲ့ ကျွန်တော်စည်ရင်ရှင်းတန်းရှင်းတယ်အခမ်းအနားမှုအဲ့ဒါဆင်ကျင်ပါဗျာ ကျွန်တော်ပြောဘူးဒါစီးရှင်းတာအမှန်ရေးကြည့်ပါလေ ကျွန်တော်မပြောပါနဲ့ဆိုရင်ကျွန်တော်မပြောတော့ဘူးကျွန်တော်အသာမကြားစေရဘူးတော့လူကြီးမင်းများမကြိုက်ဘူးဆိုရင်ကျွန်တော်မပြောရုံပဲကျွန်တော်အသာမကြား ဟာမပြောပါနဲ့ ကောင်းပြီးသားပါဗျတယောက်အတွက်နဲ့အများအနောက်ရှက်ဖြစ်သေးပါ ဟုတ်ပါတယ် ခင်ဗျာဇက်မန်နေဂျာဆိုတဲ့အတိုင်းတိတ်လေးရှိတာပဲ ဟုတ်ပါဘူးကျွန်တော်အသာမကြား ဟုတ်တယ်အဲ့ဒါကျွန်တော်ပြောသလိုဗျာကျွန်တော်ဒီငွေစင်းရှင်းတန်းကိုကျွန်တော်ရှင်းရမှာဖြစ်တဲ့ဟာ ဘာလဲကွာဒီမှာတော့မလို့မရလေ ကျွန်တော်တောင်းမယ်ကျွန်တော်ရင်ရွာတယ် ငါခမမင်းခလားကွာကော ဟာခင်ဗျားလည်းနေရာတကာ ဘယ်တော့ကွာ တောက်ဘူးဗျာတောက်ဘူးဗျာခန္ဓာမှုနောက်တစ်ခါအစည်းအဝေးလုံးရေဦးမချတာပါနဲ့နော် ကျွန်တော်ပြောထားတယ်ဗျာ ဟုတ်ဆိုတော့သူတော့ ကျွန်တော်တယောက်နဲ့တော့တွေ့တယ်အများအနောက်ရှက်မဖြစ်ပါသေးနဲ့လို့ပြောထားတယ်လူကြီးလူကောင်းပြီးသားသားပါဗျာ ဟုတ်ကျွန်တော်တော့မှာမလဲဗျာတော့ အားလုံးနေရပါခုနကကျွန်တော်ပြောသလိုပေါ့ဗျာ ခုနလည်းဘာမှမပြောရသေးဘူးဗျာခင်ဗျားဟုတ်တယ်ခုန အဲ့ခုနကပြောတာကိုမတက်တော့ဒီပေါ့ဒီတနစ်တာကျွန်တော်ငွေစင်းရှင်းတန်းမှာကျွန်တော်ပထမဦးဆုံးပြောလို့လာတော့ကျွန်တော်တို့အဖွဲ့ရဲ့ဒီပေါ့ဗျာဇန်နဝါရီလပိုင်းမှာ ဟုတ် ဟောဇန်နဝါ ဇန်နဝါရီ ဟုတ်ကဲ့အဲ့ဒီလမှာ သိကြတာပေါ့လေ ကျွန်တော်တို့အဖွဲ့မှာ ဟုတ်ကဲ့ ထမင်းချက်တဲ့ဒေါ်ညက်ကြီးရဲ့သားလေး
ဒေါ်ညကြီး သိကြပါတယ်ဗျာဒေါ်ညကြီးရဲ့သားလေးရှင်ပြုတဲ့ပွဲအားလုံးလည်းမှတ်မိမှာပေါ့ကျွန်တော်တို့တွေပျော်လိုက်ကြတာရှင်လိုက်ကြတာဗျာကျွန်တော်ကာသေးတယ်လေခင်ဗျားတော်ကာသေးတယ်ဗျာနော်အဲ့ဒီပွဲမှာကျွန်တော်တို့အသိရနေပြီးတော့တော်ညက်ကသားလေးမောင်မြန်တို့မြန်လို့ မောင်မြန်တို့လေးရှင်းပြတဲ့ပွဲဟေးငါတို့သင်္ကန်းလူကြအောင်ဆိုပြီးတော့ကျွန်တော်တို့အမှုဆောင်လူကြီးတွေအစည်းအဝေးခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်တယ်ကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရကျွန်တော်တို့သင်္ကန်းမို့ဆိုငွေ400နှိလိုက်ပါတယ်ခင်ဗျာဒါကျွန်တော်တို့သိတာပဲဒါသိတယ်အဲ့ဒီနေ့ကကျွန်တော်တို့အစည်းအဝေးလုပ်လိုက်တာအစည်းအဝေးဈေးကတော့ကျွန်တော်တို့ဟိုနေ့မှာ800ကျပါပါရှေ့ရ သင်္ကန်းမို့လူတာ400ဒီအတွက်ကိုအစည်းအဝေးခေါ်တာကုန်ကြစိတ်က800အေးလေဘယ်လိုလဲပြောတာပေါ့ဗျာကျွန်တော်ရှင်းပြမယ်ခဏလေးပါခဏရှင်းပြပါစီရင်တိကျရှိပါရပါရပါဒီအစည်းအဝေးလုပ်တော့ကကျွန်တော်တို့ရဲ့ဒီမင်းဒေါ်ညက်ကသားလေးမောင်မြန်တို့ကကျွန်တော်တို့ရဲ့သားသမီးဆိုလည်းမမှားပါဘူးဗျာဟောဒါကျွန်တော်တို့လက်ပေါ်တွေကြီးတာပါဟုတ်တယ်မလားဒီကလေးရှင်ပြရတယ်ဆိုတော့ကျွန်တော်တို့သားလေးရှင်ပြတယ်လို့ပေါ့ဗျာဒါပေါ့ဝမ်းသာတာပေါ့အားလုံးဝမ်းသာပီတိဖြစ်တဲ့နေနဲ့ကျွန်တော်တို့အမှုဆောင်လူကြီးတွေကလည်းအမတန်အဲ့နေကပျော်ရွှင်နေကြပါတယ်ပျော်တော့ပျော်ရွှင်တဲ့အတွက်ဘာလို့ဖြစ်ဖြစ်ကွာဆိုပြီးအဲ့နေကကျွန်တော်ရန်လေးလုံးဝယ်တောက်လိုက်ကြပါတယ်ပျော်လို့ဟုတ်ကဲ့ရန်လေးလုံးနဲ့ပါလေးလုံးနဲ့ပါဖြစ်နေတော့အရက်ကြီးပဲလည်းမတင့်တယ်ဘူးဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါနဲ့အမီးလေးပါလေးပေါ့ဗျာဟိုမစားတော့မစားချင်ပါဘူးလူကြီးတွေဖြစ်နေတော့လေဒီဥစ္စာလေးတော့ဒါပေါ့ရက်ပိုင်တော့အမီးလေးတော့စားတင်တယ်ဟုတ်တာပေါ့ကျွန်တော်နေ့မှာမှတ်ထားပါတယ်ကုန်းပေါင်ကြီးကျော်က4ဘွဲတဲ့ကုန်းပေါင်ကြီးကျော်4ဘွဲအစိမ်းကျော်က3ဘွဲဗျ။ကုန်းမောင်ကြီးကျော်လို့အစိမ်းကျော်လို့ငါလေးလုံးအဲ့လူကြီးထဲမှာကျွန်တော်တို့ဟိုတတ်လို့စားရလူလည်းပါတယ်။အဲ့ဒါဆိုပြောပါဗျာကျွန်တော်ကငုံဦးတွေရှိတယ်ဗျာ။ဟုတ်တယ်ငုံဦးတွေမင်းလည်းကျော်တူကလည်းအားလုံးအိမ်မှာငုံနေမွေးတာတော့ချွေတာတဲ့အနေနဲ့ရန်ကုန်ငွေကိုအတင်းမသုံးပါဘူး။ဟုတ်ကဲ့ငုံဦးထပ်ဝင်လိုက်ရင်ရန်ကုန်ငွေထပ်ကုန်ဆုံးမှဖြစ်တဲ့အတွက်ဟုတ်ပါတယ်ဒါလည်းဖြစ်တယ်ကျွန်တော်စားကျင်ပြောပါရပါတယ်ငုံရအဲ့ဒီအဲ့ဒါစားတော့ကြောင့်ကျွန်တော်ငွေ800လောက်ကုန်ဆုံးတော့ပါတယ်ရပါတယ်နောက်တစ်ခါကျွန်တော်တို့နှစ်လယ်လောက်မှာပေါ့ဗျာဟုတ်ကဲ့ကျွန်တော်တို့အဖွဲ့ဒါပေါ့ဗျာပြောရရင်လည်းစိတ်မကောင်းစရာပါပဲပြောပါဗျာခင်ဗျားတို့အားလုံးလည်းတည်ပြီးသားပါခုနကကျွန်တော်ပြောလို့ပေါ့ဗျာဟိုကားသွဲဥဖိုးချမ်းတယောက်ဇက်ကုံဘွားရုပ်တရက်ပြုတ်ကြပြီးတော့ကွယ်လွန်သွားတဲ့ကိစ္စအားလုံးရင်ထဲမှာအခုချိန်ထိမကောင်းကြပါဘူးဗျာချိုးပါရဲ့ဗျာဒီကိစ္စကျွန်တော်လည်းစိတ်မကောင်းပါဘူးခင်ဗျာပြန်နှွေးသလိုဖြစ်တယ်ကျွန်တော်အဲ့ဒီဥဖိုးချမ်းရဲ့အတူပါမှာဩကိုဇတ်သူဇတ်သားအချင်းချင်းသူလည်းတင်းတောင်းတင်းနေဖြစ်ပါလေဆိုပြီးတော့ကျွန်တော်တို့အဖွဲ့အနေနဲ့ကျွန်တော်တို့ငွေလက်ဖွဲ့ဖို့တိုင်ပင်ကြပါတပြရတယ်ဗျာအတူပါကိုလက်ဖွဲ့တယ်လို့ရှိတာအတူပါလက်ဖွဲ့ရလားဒီဘာလဲပြောပါဦးထွက်လာတဲ့မြေတော့တိတ်ခနဲ့ပြန်တက်နေလားဩဟုတ်ပါတယ်တေချာပါဗျာတေချာကြည့်ပါဒီကျွန်တော်တို့ငွေအကူငွေထည့်ဖို့တိုင်ပင်ကြအစည်းအဝေးခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဗျာအစည်းအဝေးဆုံးဖြတ်ချက်အရကျွန်တော်တို့ဥပိုလ်ချမ်းတွဲဆိုပြီးတော့ကျွန်တော်တို့ငွေ900အကူငွေထည့်လိုက်ပါတယ်ခင်ဗျာဒါပါကူရပါဗျာဒါမှကူကနဲအောင်နဲပါသေးတယ်ဗျာအဲ့ဒီကအစည်းအဝေးဈေးကတော့ကျွန်တော်တို့908ကျပ်နဲ့62ပြားကြပါတယ်လောက်လာပြန်လောက်လာပြန်မလားမဟုတ်ပါဘူးကူငွေနဲ့အတီးဝေးကြီးကကြီးနေပါလားကျွန်တော်စဉ်းစားအောင်ဗျာခင်ဗျာဒါတော့မဟုတ်ဘူးဒီတော့ရှိပါတယ်ကျွန်တော်အတွေ့အကြုံသေချာရှင်းပြပါတင်းတယ်ရှိပါတင်းရရှိပါတယ်ရှိလားရှိပါတယ်ခင်ဗျာရှိပါတယ်ရှင်းပြမဟုတ်လို့တင်းရခါမှာခင်ဗျာတင်းရခါကျွန်တော်ပြောပြခုနကကျွန်တော်ပြောသလိုပေါ့ဗျာဒီဥဖိုးချမ်းကိစ္စအားလုံးရဲ့ရင်ထဲမှာမချိတင်ငယ်ခံစားရတဲ့ကိစ္စပါဗျာဥဖိုးချမ်းပြန်ဆလာတယ်ဗျာတခြားလူတွေနဲ့စာရင်ကျွန်တော်တို့လူကြီးတွေကပို့ပြီးမချိအောင်ခံစားရပါတယ်ဗျာကျွန်တော်လည်းပြန်ပြီးကောင်းပါလေပဲဒါဥဖိုးချမ်းစိလေးကလေးဝယ်ပေးပါဆိုလဲဥဖိုးချမ်းသွားရှာတယ်ခင်ဗျာကျွန်တော်ခဏခဏဆိုင်ဝယ်ပေးပါဆိုတော့လဲဥဖိုးချမ်းသွားရှာတယ်ခင်ဗျာကျွန်တော်အမှုဆောင်လူကြီးတွေစိတ်မကောင်းလုံးအားကြီးလို့ဟုတ်ကဲ့ရန်9လုံးဝယ်တောက်လိုက်တယ်ခုနကပြောတော့လည်းရန်4လုံးအခုစိတ်သေးရလို့ဝင်းနေလို့ဆိုရန်5လုံးဖြစ်ဟုတ်တယ်ဗျာ9လုံးရှိနေပြီဗျာခင်ဗျာနော်ကြီးလို့ဗျာခင်ဗျားတို့ကဘယ်လိုလဲဗျာရန်နဲ့လည်းမတင်တယ်ဘူးလေလာပြန်လာပြန်ပြီမတင်နေရောလူကြီးဆိုတော့အမီးလေးကလုံးမဲ့ငုံပြောက်ယုံလားငုံပြောက်လာပြီငုံပါလေကွာရပါဒါနဲ့ဗျာကျွန်တော်တို့ဒီကောင်းမောင်ကျော်အသိကျော်ငုံပြောက်ဒီလားဒီရှင်းဗျာခင်ဗျားတို့ရှင်းပါစိတ်မကောင်းတဲ့ခင်ဗျာဖိသောက်လုံးပါပါတယ်ဗျာအဲ့တော့ကျွန်တော်တို့လုံးရှိနေဗျာလို့အသင်းရဲ့ကျွန်တော်တို့ဒီပေါ့လေတစ်နှစ်တာငွေစင်းမှာအားလုံးတောက်ရဏမောင်းချုပ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီလှူတဲ့တန်းနဲ့ငွေရခဏလေးဘာလို့ခဏတို့ဥက္ကဋ္ဌဒီတိုင်းပဲငိုက်နေပါလို့တလုံးမှမပြောပါနဲ့ဘယ်လိုငိုက်ပါငိုက်ပါ你给我说吧，你给我说啊，ငိုက်နေတယ်ဘယ်နဲ့ငိုက်နေရှောက်ပြောနေဘာမှမသိဘူးနောက်တော့တောက်ရဏမောင်းခါကြတော့ဟုတ်ကဲ့ပြောပါကျွန်တော်တို့ဟိုဒီ
လူတဲ့တန်းတဲ့ပတ်စံကငွေ2381ကျပ်နဲ့ပြကူတယ်ကြပါတယ် ဟုတ်ပါဘူးဗျာကိုယ်တော့တိကျနေတာ အဲ့ဒီရဲ့တန်းဖို့အတွက်ကျွန်တော်တို့အစည်းအဝေးလုပ်တဲ့အစည်းအဝေးဈေးကကျွန်တော်တို့9892ကျပ်နဲ့နှစ်ပြားတစ်ခွဲကြပါတယ်ဗျာ ဟမ် ပြီးတော့ကျွန်တော်အခုရှင်းပြတာကိုဒီပေါ့ဗျာအစည်းအဝေးထုံးစံတိုင်းကျွန်တော်3ကအော်ပါမယ်ကျင်းတတ်ပါလားလို့ဟုတ်ပါဘူးကျင်းတတ်ကျင်းတတ်ပါမကျင်းတတ်နဲ့ကျင်းနေနိုင်မှာဟုတ်ကဲ့ခင်ဗျာအခုလို့ကျွန်တော်စည်းဝေးမှာကျွန်တော်တင်ပြတဲ့ဒီစင်းရှင်းတန်းကိုကျင်းတတ်ပါလားခင်ဗျာ မကျင်ကြဘူးလက်လိုက်တာကျောင်းကမကျင်တာဘူးကိုစောရရဲ့လက်လိုက်တာ ခင်ဗျားတို့အခုစီဝေးပွဲမှာကျုပ်စကားတစ်လုံးမှမပြောဘဲငြိမ့်နေတာခင်ဗျားသိတယ်မလားလက်ညှိုးနဲ့ပတ်တယ်ပြီးလုံးဝမကျင်တာဘူးလုံးဝမကျင်တာဘူး ဒီပြောပါ ဒါပေမဲ့လက်ညှိုးတင်တာထိုးမျိုးပဲဗျာကိုစော ဘယ်လိုဘာမကျင်တတ်တာလဲဗျာကျွန်တော်စီရင်တိကြတယ်လေရှင်းပြပါ ပြန်ပြောပြအောင်ပါ ဘာလို့မကျင်နဲ့ထားလဲတော့မသိဘူးမကျင်နဲ့ထားတော့အမှန်ပဲ ဟာကဲမကြည့်လေပြရမှာဗောဗျာခင် ကျ ဗျာ င်းတော့လိုရင်းပြောမှာပေါ့ကျွန်တော်တော်တော်ရှာချင်တဲ့လူဒီငွေကိစ္စပြောနေတာ ငွေကိစ္စပြောနေတာအကောင့်ထဲဖော်နေတာ ကြာစကြပြီ တကယ်လို့လူမှုရေးသုံးတာကနည်းနည်းလေးခင်ဗျားတို့စားတာတောက်တာတွေကများနေတော့ဟုတ်ပါခင်ဗျားတို့စားဖို့တောက်ဖို့ဖန်ပြီးတယ်လို့ဖြစ် ကျင်းထဲမှာရှိတာကိုပုံမွေလင်းနဲ့ထားပြီးဆွေးနွေးတဲ့အတွက်ကျွန်တော်တို့ဒီအမှုဆောင်အဖွဲ့နေနဲ့အင်မတန်မှပဲကျင်းတတ်ပြီးပါတယ်ဝမ်းသာ မကျင်နဲ့ဘာလို့ ဒီ ဆို လို လို့ ပုံမွေလင်းပြောတာဒါတင်းသူတင်တာနေဟုတ်တယ်ကျွန်တော်တို့အသေးအမိသားစုတို့ပဲဖွဲ့စည်းထားတဲ့အသေးဒီလိုပဲဖြည့်ရှင်းနိုင်မှာဖြည့်ရှင်းပေးပါမယ်ခင်ဗျာ ဖြည့်ရှင်းပါ ကျွန်တော်ပြောချင်တာတစ်ချက်ရှိပါတယ်ဥစ္စာပရာ ပြောပါ ဥစ္စာပရာပြီးခဲ့တဲ့နှစ်ပေါ့ဗျာကျွန်တော်တို့လာဦးပိုင်းလောက်ကနှစ်ဦးပိုင်းလောက်က ဘာဖြစ်လို့ ဥစ္စာပရာနောက်မိန်းမယူဖို့အတွက်ကျွန်တော်တို့အသင်းကချီးထားတဲ့ငွေ900ပြန်ဆက်ဖို့ကိစ္စလေးလဲခေါင်းထဲမှာရှိပါသေးတယ် ကျွန်တော်တို့အဲ့ဒါ ဟုတ်ကဲ့ ဟောကျင်တော့ပါလေခင်ဗျာလုံးဝကျင်တော့ပါဟုတ်တယ် ဟုတ်ကဲ့